ကိုကဖုန်းနေခေါ်နေတယ်တစ်တော်တဲ့ဟာကိုကြည့်ပြီးတော့လောင်နေရရှိမယ်ဘာလဲဗျာဘာတော့ဘာလဲကျောင်းဝင်ကြောင်းမလားဆိုတဲ့ဟာဒီခုကြည့်မိနေတယ်ဘာမှလည်းမပတ်နဲ့တော့ဖတ်ကမဖတ်ရဘူးဘာလို့တော့ဘာကိုပြောချင်တာဘာတော့ဘုရားရွာလေးသိနေတာဘာကြည့်ရဆိုတာလေအဲ့ဒါဒေတာဒီလိုဘာမှလည်းမပတ်နဲ့တော့ဖေးရိတ်တာမြေလောင်နာရီဆုံးလီဒီကဘာမှလည်းမပတ်နဲ့လို့ဓာတ်ထက်တောင်ကေအောင်ကွယ်စေစားပင်ဒီဒါပဲအဲ့ဒါဆိုတာ ကိုမမလည်းဘာမလဲတော့ဘူကန်သူပြောချင်တာပြောပြီးပုံချသွားတယ်နော်ပြန်ခေါ်မယ်ဗျာဘာကိုပြောချင်တာလဲဘာကိုပြောချင်တာလဲကောမန်ဒီမဖတ်နဲ့ဆိုတာဘာကိုပြောရလဲချစ်တာရွှေမြစ်တာရင်ကမှာပဲရှိခင်ဗျအဲ့ကြည့်ပြီးလောင်းနေရပါဟုတ်လားတနာပါတယ်စိတ်မကောင်းဖြစ်နေတာတောင်းလေဟဲ့လူပါလေကိုယ်ပဲနေတာဘာနဲ့တော့မလားကျွန်တော်ပြောအောင်ကျွန်တော်ဒီလိုက်ကျွန်တော်ဒီနေ့နားလည်းဘာနဲ့တော့ခမရကိုကလေဘာအောင်ပြောနေအောင်ခမရပြောကမှာကျမလာဆော့နေဒီလားဖုန်းခေါ်ပြီးတော့နော်သူပြောချင်တာပြောပြီးချအောင်သွားတာနော်ဘိုးကမအားလူလေကြာသေးလားကျမကိုလာပြီးဟားတိုင်နေတာသူကအခုပြင်းရိတ်တမ်းမြေလောင်နာရီဆုံးလီအဲ့ဒါကိုသူကလာပြီးတော့ဟားနေသေးလားအဲ့ဘိုးကကြည့်ကိုမကြည့်နိုင်ဘူးအိမ်လာရင်လောက်မှကြည့်နေ